6မှာ Florida ကင်မရာဝယ်တော့မယ်ဆိုရင်ဘယ်ကင်မရာကိုပထမဆုံးတွေးမိလဲမင်္ဂလာပါစိတ်ကင်မရာ house က Ruby ပါ Ruby တို့အခု2026ကိုလည်းရောက်နေပြီဒီ2026မှာအရန်မိုက်တဲ့ feature တွေနဲ့ကင်မရာတွေကလည်းမျိုးစုံထွက်လာတယ်ပေါ့နော်ဒီကင်မရာတွေကမှ DJI ကထုတ်ထားတဲ့ Osmo Pocket 4လေးကိုဝယ်ယူဖို့အကောင်းဆုံးလို့ Ruby ထင်တဲ့ feature ၄ခုကိုပြပြပေးသွားပါမယ်ပထမဆုံး Pocket 4မှာက Active Track 7.0 ထိပြောင်းလဲထားတာဆိုတော့ smooth ဖြစ်တဲ့ movement တွေကိုရရှိတော့မှာကြောင့်တယောက်တည်း vlog ရတဲ့သူတွေလွယ်ကူအဆင်ပြေလာမှာဖြစ်ပါတယ်Active Track ပြောင်းလဲခြင်းနဲ့အတူ gesture control လေးကလည်းပါဝင်လာပြီးအဝေးကနေလက်၅ချောင်းထောင်ပြလိုက်ရုံနဲ့ Active Track ကိုအဖွင့်ပိတ်လုပ်နိုင်သွားပြီဆိုတော့အရန်မိုက်သွားပြီနော် Osmo Pocket 3ရဲ့ CMOS sensor ကိုပဲ step sensor အဖြစ်ပြောင်းထားပြီးတော့ 40 dynamic range ထိတိုးထားလို့နေပြင်းတဲ့နေရာဖြစ်ဖြစ်အလင်းအားတဲ့နေရာမှာဖြစ်ဖြစ် footage ရဲ့အလင်းဆိုးတဲ့နေရာနဲ့မှောင်တဲ့နေရာတွေက detail တွေကိုချိန်ညှိပေးထားတာဆိုတော့ cinematic ဆက်ဆန်သဘာဝဆန်တဲ့ look တွေကိုရရှိစေမှာပါအရင် vlog camera တွေမှာ slow motion mode က 4K 120 fps ပဲရှိတာဆိုတော့ cinematic ဆန်တဲ့ feeling ကိုသိပ်မခံစားခဲ့ရပါဘူးအခုတော့ 4K 240 frame per second ထိရလို့အရန်လာတဲ့ footage တွေကိုအနုစိတ်ခံစားခြင်းတဲ့သူတွေအတွက် cinematic aesthetic ဆက်ဆန် 4K footage တွေကိုရိုက်ကူးနိုင်တော့မှာပါRuby တို့ Osmo Pocket 3 တုန်းကဆိုရင် SD ကမပါဘဲနဲ့ video လုံးဝရိုက်လို့မရခဲ့ပါဘူးအခု Osmo Pocket 4မှာဆိုလို့ရှိရင် internal memory က 107GB ထိပါဝင်လာပြီးတော့ SD ကမလို့ဘဲနဲ့ frame rate နဲ့ resolution ပေါ်မူတည်ပြီးတော့2နာရီကနေ4နာရီကျော်ဝန်းကျင်ထိစိတ်ကြက်ရိုက်ကူးနိုင်သွားပါပြီdata transfer လုပ်တဲ့အခါမှာလည်းတစ်စက္ကန့်ကို800 MBs ထိအရန်အောင်မြန်ဆန်နေမှာပါဒါတွေကတော့ Osmo Pocket 4ရဲ့ပြောင်းလဲသွားတဲ့အချက်တွေကမှအမိုက်ဆုံးလို့ Ruby ထင်တဲ့ feature ၄ခုကိုပြပြပေးသွားပဲဖြစ်ပါတယ်Osmo Pocket 4ကိုလည်းသဘောကျလို့ဝယ်ခြင်းနဲ့ဆိုရင် official running 1 year ပေးထားတဲ့အပြင်အခုလိုမျိုးဝယ်ပြီး45ရက်အတွင်းမှာ factory error တစ်စုံတစ်ရာဖြစ်ခဲ့လို့ရှိရင်ကင်မရာအသစ်တစ်လုံးကိုချက်ချင်းလဲလှယ်ပေးတဲ့ Zip Brand Guarantee ဆိုတဲ့ service လေးလည်းရှိတယ် Ruby တို့ Zip Camera House မှာပဲလာရောက်ဝယ်ယူလိုက်တော့နော်